deadlift လုပ်တဲ့အခါမှာသတိထားမယ့်အချက်3ချက်ရှိတယ်အရေးကြီးတာကျမတို့ကိုယ်တိုင်လည်းအရင်တော့မှားခဲ့တယ်အဲ့ဒါလေပင်ကြောရိုးနဲ့ခါတဖြောက်နဲ့ဖြစ်နေရမယ်နောက်တစ်ခုက hip hinge ချိုးတဲ့အခါမှာခါကိုကုန်းနေတာတို့ကော့နေတာတို့မဖြစ်ဘဲနဲ့ဒီတင်ပါကနေချိုးချလိုက်တဲ့အခါမှာခါလေးအဖြောင်တိုင်းဒူးလေးကိုအလိုက်တင်လေးကွေးမယ်ဒူးကိုဖြောင်မနေရဘူးဒီကွေးလိုက်တဲ့အခါမှာဒူးနဲ့တင်ပါကနေဟာ distance လေးရှိနေရမယ်အဲ့တော့ချိုးချမယ်ခါဖြောင်းနေတာ bike လေးကိုရှပ်သွင်းမယ်ပြီးရင်ပြန်ထားမယ် alright ပြန်စမယ်လေပင်ကြောရိုးနဲ့ခါနေတာတစ်ဖြောင်းနဲ့ဖြစ်နေရမယ် bike လေးကိုရှပ်သွင်းမယ်ပြီးရင်တင်ပါလေးကနေချိုးချလိုက်တဲ့အခါမှာဒူးလေးကိုလိုက်တင်လေးကွေးပြီးရင်ပြန်ဆက်မယ်ဒုတ်တန်တစ်ချောင်းကိုယူပြီးတော့ကြောရိုးမှာကတ်လိုက်မယ်ကတ်ထားတဲ့အခါမှာခါလေးကခွက်နေလိမ့်မယ်အဲ့ဒါလေးကိုဆွဲပြီးတော့ဖြောင်းအောင် bike လေးကိုရှပ်သွင်းလိုက်ပြီးတော့ဒီတိုင်းပဲ hip hinge လေးနဲ့ချိုးချမယ်ဒုတ်တန်နဲ့ခါနဲ့ကြားထဲမှာအရန်ကြီးလွတ်မသွားစေနဲ့ခါလေးဖြောင်းနေအောင်အများရန် bike လေးကိုဆွဲသွင်းထားပြန်ထားမယ်ဒူးကွေးထားတဲ့အချိန်မှာတင်မနဲ့ဒူးနဲ့နေရာမှာ distance လေးရှိနေမယ်အဓိကတော့ hip hinge ချိုးတဲ့အခါမှာခါကိုအပေါ်အောက်မကစားဘဲနဲ့တစ်ဖြောင်းနဲ့ဖြစ်ထားဖို့အတွက်ဒီဒုတ်တန်လေးနဲ့စမ်းကြည့်တာ right တေချာသွားပြီဆိုရင်ဒီခါနောက်ကဒုတ်တန်လေးကိုဖြုတ်ပြီးတော့ကိုယ်တိုင်းခါအဖြောင်တိုင်းစမ်းပြီးတော့လုပ်ကြည့်မယ်မဖြောင်မချင်းကိုယ့်အကိုစမ်းကြည့်လို့ရတယ်ဒုတ်တန်လေးနဲ့ကြောရိုးမှာကပ်ပြီးတော့ခါအဖြောင်တိုင်းဖြစ်ရလားဆိုတာလေးကိုတင်ပါချိုးချတိုင်းတေချာလေးလိုက်ပြီးတော့ထိန်းကြည့်မယ်တေချာပြီဆိုရင် deadlift သွားမဲ့ပုံစံအတိုင်းအရှိမကင်ပြီးတော့ဒူးနားမှာကပ်ပြီးတော့ခြေထောက်တက်တက်မှာကပ်ပြီးချမယ်အောက်ကိုဆင်းတဲ့အခါမှာကိုဆွဲချတဲ့အလေးနဲ့ဒူးနဲ့ကအရန်ကြီးကွာမသွားစေနဲ့ခါအဖြောင်တိုင်းတင်ပါလေးကိုအနောက်ဆုပ်ပြီးတော့ဒူးလေးအလိုက်တင်ကွေးပြီးတော့ဒီအတိုင်းပဲပြန်ထားမယ်လေပင်ကြီးကလည်းအပေါ်ကိုထောင်ပြီးကြံခဲ့စေနဲ့ခါနဲ့ကြောရိုးနဲ့လေပင်ကတစ်ဖြောင်နဲ့ဖြစ်နေပါစေ